MRTC ကိုတွဲသွားနေရပါသွားတဲ့နေရာကတော့ဒီဟာနဲ့ဆိုရင်10မိနစ်လောက်ပဲစီရမှာနော်10မိနစ်လောက်တစ်စီးစီးပါမယ်ပြီး MRT သွားစီးပါမယ်သွားချင်တဲ့နေရာကတော့ Central နဲ့မြဖျားကိုသွားဖို့ရည်ရွယ်ထားတာပါဘန်ကောက်ကိုနှစ်ကြာပြီးမှပြန်လည်ရောက်ရှိတာချင်းမှာဒါကတော့ MRTC ကိုတွဲ MRT station ကိုရောက်ပါပြီဝေးခွန်း MRT ပါကင်ပါHi, hello, အင်လေးရေ Hi, say. ဒါက ticket ဝယ်နေတာပါ train ticket ပါဒီကတော့ ticket စီtrain ဒီက MRTC ကို ticket လေးလို့ခေါ်ပါတယ်ရထားပါတော့မယ်Mama ye hello. Hey babe. Yeah lah. Đó rồi, bố kia là taxi. Ticket. Còn nào đó. Ra có bố kia là taxi mà ticket này吧.